တွေးကိုပညာရှင် Socrates ပြောခဲ့တာတခုရှိတယ်ဗျ On infinite life is not worth living ဆိုပြီးတော့ပြောခဲ့ပါတယ်ဒီကျွန်တော်တို့ရဲ့ဘဝတွေမှာကျွန်တော်နေ့တူကဘဝကိုဒီတိုင်းပဲပေါ့နော်ဒီမစူးစမ်းမလေးလာပဲနဲ့ဘဝကိုဒီတိုင်းပဲကုံဆုံးသွားမယ်ဆိုလို့ရှိရင်အဲ့ဒီဘဝဟာနေရကျိုးမနှက်လာဘူးလို့သူပြောခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့ဒီအဆိုကိုကျွန်တော်အပြေအဝထောက်ခံတယ်ဗျအဲ့တော့ကျွန်တော်တို့ဟာလူဆိုပြီးတော့လူဘဝတစ်ခုကိုကျွန်တော်တို့ခက်ခဲနဲ့ရလာကြတယ်အဲ့ဒီဘဝမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့နံပါတ်1ကျွန်တော်တို့လူနဲ့လူလောကနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်သိလို့စိတ်ရှိရမယ်ပေါ့နော်အဲ့လိုသိလို့စိတ်ရှိုံတင်မကဘူးသိလို့စိတ်ရှိပြီးတော့သိအောင်မကြိုးစားလို့မရဘူးကျွန်တော်သိအောင်ကြိုးစားရမယ်အဲ့တော့ကျွန်တော်ဘဝမှာပေါ့နော်လေးလာတင်းတဲ့ဟာတွေအများကြီးကျွန်တော်တို့လေးလာမှတ်သားရမယ်ပေါ့နော်ကျွန်တော်နံပါတ်1အနေနဲ့ကျွန်တော်တို့စာဖတ်ရမယ်ပေါ့နော်အဲ့တော့စာဖတ်ဖို့ကအရင်အရေးကြီးတယ်ဗျနော်ကျွန်တော်တို့ဒီចောင်းသားလူငယ်တွေဆိုလို့ရှိရင်လည်းဒီအများအပြားဆိုတော့လေဒီလိုပဲအကြောင်းတွေတက်ကြတယ်ပေါ့နော်ဘွဲတွေရကြတယ်ဒါပေမဲ့အဲ့ဒီဘွဲရယုံနဲ့ကျွန်တော်ဘွားကိုဒီအတိုင်းပဲထွေထူးထူးတိတ်ပြီးတော့ဒီကျွန်တော်တို့ဒီနည်းနည်းမလေးလာကြတာများတယ်ပေါ့နော်အဲ့လိုမျိုးနေလို့ကျွန်တော်တို့အဆင်မပြေဘူးဗျဘာလို့ဆိုကျွန်တော်တို့ရဲ့ဘဝတွေမှာဒီအကြောင်းတွေတက္ကသိုလ်တွေမှာမသင်ခဲ့ရတဲ့အကြောင်းအရာတွေကျွန်တော်တို့မှာဘဝမှာတီးထက်တဲ့ဟာတွေအများကြီးကြံသေးတယ်ဗျအဲ့ဒါတွေကိုကျွန်တော်တို့နည်းနည်းရှိုင်းလေးလာမှတ်သားဖို့လို့ဘလောက်ပဲကမ္ဘာနာမည်ကြီးတက္ကသိုလ်ကပဲဘွဲရသည်ဖြစ်စေပေါ့နော်ကျွန်တော်တို့အပြင်လောကမှာကိုယ့်ဟာကိုကျွန်တော်တို့ဒီ set study လုပ်ဖို့လေဒါအများကြီးလိုတယ်ဗျဖတ်ပါစာဖတ်ပါပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုမျိုးကျွန်တော်အချိန်ပြောနေလဲဆိုလို့ရှိရင်စာဖတ်ဖို့ကအရင်အရေးကြီးတယ်ဗျဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာနေ့တူကဒီတိုင်းပဲဘဝကိုကုံဆုံးတဲ့အခါမှာကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ကြားရမှတ်ရတဲ့ဟာတွေဟာကျွန်တော်တို့အရင်များထွေထူးထူးအနေနဲ့နေတိုင်းကြားနေရလို့လားမကြားရဘူးเนาะကျွန်တော်တို့အားအကြောင်းကျွန်တော်တို့ဒီပညာရှင်တွေနဲ့လေကျွန်တော်တို့သွားပြီးတော့ပညာရှင်တွေအများကြီးနဲ့ကျွန်တော်သွားတွေ့ပြီးတော့သူတို့စီကကျွန်တော်အကြံဉာဏ်တွေကျွန်တော်သွားယူဖို့ဆိုတာမလွယ်ကူအဲ့ကြောင့်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုပညာရှင်တွေရေးထားတဲ့စာအုပ်တွေအများကြီးရှိပါတယ်အဲ့ဒီစာအုပ်တွေကိုကျွန်တော်တို့ကဖတ်ဖို့တော့ကျွန်တော်တို့စူးစမ်းလို့ရတယ်ကျွန်တော်တို့ဖတ်ချင်ရှာဖွေဖတ်လို့ရတယ်ဒီခေတ်မှာဆိုလို့ရှိရင်လေစာဖတ်ဖို့ဆိုလို့ရှိရင်အရင်ခေတ်လောက်တော့မခက်ခဲတော့ဘူးဗျဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ internet ကနေတဆင့်ကျွန်တော်တို့ဒီစာအုပ်ဖိုင်တွေပေါ့နော်အဲစာအုပ်ဖိုင်တွေ PDF ဖိုင်တွေစသည်အပြင်အဲ့ဒီဖိုင်တွေကိုကျွန်တော် download ဆွဲပြီးတော့ကျွန်တော်တို့ဖတ်လို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဒီပတ်စံရှိမှမဟုတ်ဘူးပေါ့နော်ပတ်စံအရင်ရှိမှမဟုတ်ဘူးအဲ့တော့ပညာရေးဆိုတာအရင်ဈေးကြီးတယ်လို့တချို့ကထင်ကြတယ်ဟုတ်ပါတယ်ဈေးကြီးတဲ့ဟာလေးရှိတယ်လို့ကျွန်တော်တို့ဒီဈေးမကြီးဘဲနဲ့ကျွန်တော်တို့တကယ်တက်အောင်စူးစမ်းရလို့ရတဲ့နီလန်းတွေလည်းအများကြီးရှိပါတယ်ဗျအဲ့တော့ဘဝမှာကျွန်တော်တို့ဘဝဆိုတာတူတူလေးပါဗျာဒါပေမဲ့ဘဝတူပေမဲ့ကျွန်တော်တို့အဲ့ဒီဘဝမှာကျွန်တော်တို့ကြုံရမယ့်အခက်အခဲတွေအများကြီးရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီအောင်မြင်ကျွန်တော်တို့ဖြတ်သန်းနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာခွန်အားတွေအများကြီးလိုတယ်